ကလုံးလေးတစ်ခုကိုပြောင်းလိုက်ရုံနဲ့လူတွေရဲ့ရွေးချယ်မှုကိုဘယ်လိုပြောင်းလဲမလဲတူညီတဲ့ချက်လက်တစ်ခုကိုပဲကိုဘယ်လိုပြောလိုက်လဲဆိုတဲ့ပုံစံကိုပြောင်းလိုက်တာနဲ့လူတွေရဲ့ခံစားချက်နဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲသွားနိုင်ပါတယ် psychology မှာဒါကို framing effect လို့ခေါ်ပါတယ်ဥပမာဆရာဝန်တစ်ယောက်ကသူကုသတဲ့လူနာတွေထဲမှာလူ100မှာ90အသက်ရှင်နိုင်တယ်လို့ပြောတယ်နောက်တစ်မျိုးကလူ100မှာ10ယောက်သေဆုံးသွားတယ်လို့ပြောတယ်တကယ်တော့ခုနအချက်နှစ်ချက်ကအတူတူပဲဟုတ်တယ်မလားဒါပေမဲ့90ရောက်အသက်ရှင်မယ်လို့ကြားတာနဲ့လူ10ယောက်သေဆုံးနိုင်တယ်လို့ကြားတာက okay တို့စိတ်ထဲမှာတော့တစ်မျိုးဖြစ်သွားတယ်ဟုတ်တယ်မလားပြီးတော့ကိုယ်စိတ်ထဲမှာဖြစ်လာတဲ့ခံစားချက်ကလည်းမတူတော့ဘူးအဲကြောင့်မို့လို့ဒီ research တွေမှာဆိုရင်လေဆုံးရှုံးမှုဘက်ကနေပြီးတော့ပြောမလားဒါမှမဟုတ်ရင်အကျိုးမြတ်ဘက်ကပြောမလားဆိုတာကဒီဆုံးဖြတ်ချက်တွေကိုတက်ရောက်နိုင်စွမ်းရှိတာတွေကိုတွေ့ရှိထားပါတယ်အကြောင်းမို့လို့တယောက်ယောက်ကကိုယ့်ကိုတစ်ခုခုသဘောတူအောင်ပြောတဲ့အခါကျရင်သူပြောတာကိုပဲမကြည့်ပဲနဲ့သူပြောတဲ့အချက်လက်တွေကိုပြန်စစ်ဆေးပြီးတော့သူပြောတဲ့အချက်လက်တွေကိုတခြားပုံစံနဲ့ပြောရင်ရောငါဆုံးဖြတ်ချက်ကတူတူပဲလားဆိုပြီးတော့ကိုပြန်မေးကြည့်ပါဘလို့လဲဆိုတော့တစ်ခါတလေမှကြာရင်ပြောင်းလဲသွားတာကအချက်လက်တွေမဟုတ်ပဲနဲ့သူပြောလိုက်တဲ့ပုံစံကြောင့်ကိုယ့်ရဲ့အချက်လက်တွေကိုမြင်တဲ့ပုံစံပဲဖြစ်ပါတယ်